ဒီလူဟာစာလောင်မှုသိမ်းမှုကိုဖြေဖျောက်ဖို့ငါးဖမ်းဖို့စ조사နေတာပါဒါပေမဲ့သူကငါးဘလို့ဖမ်းရမှန်းတောင်မသိရှာပါဘူးသူထက်ခါစ조사ပေမဲ့လည်းခက်ရင်းလန်နဲ့ထိုးလိုက်တိုင်းငါးတွေကလွတ်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲရုတ်တရက်ဆိုသလိုအနီရောင်ငါးကြီးတစ်ကောင်ဟာရေထဲမှာဝဲလေကူးခတ်လာပြီးသူ့ဘေးနားမှာလည်းငါးအုပ်ကြီးရာနဲ့ချီပြီးစုဝေးလာကြပါတယ်ဒီမြင်ကွင်းကိုမြင်လိုက်ရတော့အဲ့ဒီလူနဲ့သူ့ဘေးကကောင်မလေးတို့ဟာဝမ်းသာအားရနဲ့ပြုံးမိသွားကြတာပေါ့မကြခင်မှာပဲသူတို့နှစ်ယောက်စလုံးအဲ့ဒီငါးနီကြီးရဲ့ကြောပေါ်ကိုတက်ခွက်စီးလိုက်ကြပါတယ်အမှန်တော့အဲ့ဒီငါးကြီးဟာပင်လယ်ပြင်ရဲ့ဘရင်မဖြစ်နေခဲ့တာပါသူမကိုဘယ်ဘက်ကိုသွားရမယ်ဆိုတာအဲ့ဒီလူကလမ်းညွှန်ဖို့စ조사ပေမဲ့သူမကနားမလည်ခဲ့ပါဘူးအဲ့ဒီခါကျမှကောင်မလေးကငါးကြီးနားကိုတိုးသွားပြီးညာဘက်ကိုဘယ်လိုကွေးရမလဲဆိုတာလက်ဟန်ချေဟန်နဲ့ပြသပေးခဲ့ပါတယ်ငါးကြီးလည်းကောင်မလေးရဲ့အမူအရာကိုသဘောပေါက်သွားပြီးညာဘက်ကိုကွေးပေးခဲ့တာပေါ့ရက်တွေကုန်လွန်သွားပြီးတဲ့နောက်မှာတော့ပင်လယ်ဘရင်မကြီးဟာသူတို့ကိုသွားကျင်တဲ့ပန်းတိုင်စီအရောက်ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲပင်လယ်ဘရင်မကြီးဟာရန်သူတွေရဲ့တင်းမောကိုလှမ်းမြင်သွားခဲ့ပါတယ်။ရန်သူတွေကသူမကိုတနက်တွေနဲ့ပြစ်ခတ်ကြတဲ့အတွက်ဘရင်မကြီးဟာဒေါသအမျက်ချောင်းချောင်းထွက်သွားခဲ့ပါတော့တယ်။သူမဟာရှိသမျှအင်အားပြည့်နဲ့ရန်သူတွေစီကိုအတင်းဝင်တိုက်ပြီးတင်းမောတွေကိုရိုက်ခွဲကထိုက်တန်တဲ့တင်ငန်းစာပေးလိုက်ပါတော့တယ်။ဒါပေမဲ့တိုက်ပွဲကဒီတင်မဲမပြီးသေးပါဘူး။အဲ့ဒီအချိန်မှာပဲကောင်းကင်ရန်စီကိုအချက်ပြမီးကြီးတစ်ခုတက်သွားခဲ့ပြီးနောက်ထပ်ရန်သူတင်မောတစ်စင်သူတို့စီဦးတီမောင်းနှင်လာပြန်ပါတယ်။ပင်လယ်ဘရင်မကြီးဟာရန်သူတွေစီကိုအရှိန်အဟုန်နဲ့ပြေးဝင်ဖို့နောက်ဆုံးအနေနဲ့ရေအောက်ထဲကိုငိုးဆင်းသွားခဲ့ပေမဲ့လွင့်ပြန်လာတဲ့လှန်တစ်ချက်ကသူမရဲ့ခန္ဓာကိုယ်ကိုစိုက်ဝင်ပြီးဖောက်ထွက်သွားခဲ့ပါပြီ။ပင်လယ်ဘရင်မကြီးလဲကျသွားခဲ့ရပါပြီ။ငါးအုပ်စုလေးတွေကိုအမြဲတမ်းကာကွယ်စောင့်ရှောက်ပေးခဲ့တဲ့သူမဟာနောက်ဆုံးမှာတော့သူတို့အတွက်နဲ့ပဲမိမိရဲ့အသက်ကိုဆေးဆေးဆက်ဆက်ဆုံးလွတ်သွားခဲ့ရပါတော့တယ်။